ဖျားသခင်ဤကောင်းကြီးမင်္ဂလာအဖျက်ဖျားတက်ရောက်ပါမည်အကြောင်းသခင်ယေရှုနာမတော်မြတ်၌ဆုတောင်းကောင်းကြီးပေးပါ၏3ရက်5လ2025စနေနေ့နေ့စဉ်တက်ဝင်စာဆောင်ကိုအတူတကွဖတ်ရှုခြင်းအဖြစ်ထာဝရဘုရားအားဝတ်ပြုကိုးကွယ်ကြပါစို့ဖျားမျိုးနွယ်ဤလောက်ဖို့ကိုင်ပတ်များသင်တို့သည်ဖျားဖြစ်ကြ၏ရှိသမျှတို့သည်အမြင့်ဆုံးသောဖျားဤသားဖြစ်ကြ၏ဟုငါဆိုတည်းစာလံကျမ်းအခန်းကြီး82အငယ်6စာလံကျမ်းအခန်းကြီး82အငယ်6သည်မသားဖွယ်ရာကျမ်းစာဤအစိတ်အပိုင်းတစ်ခုဖြစ်သည်ဤတမန်တရားသည်ရှင်ယောဟန်အခန်းကြီး10အငယ်34တွင်သခင်ယေရှုကိုတော်တိုင်ကပြန်လည်ပြောဆိုထားခဲ့ပါသည်ကိုတော်ကသင်တို့သည်ဖျားဖြစ်ကြ၏ငါဆိုသည်ဟုသင်တို့၏ပညာတိကျမ်း၌လာသည်မဟုတ်လောဟုမိန့်တော်မူ၏ဤအရာကပြောဆိုသည့်အရာသည်မြည်သည့်အရာကိုဆိုလိုပါသည်ရှင်ယောဟန်အခန်းကြီး1အငယ်7တွင်ကျမ်းစာကထိုသူကိုလက်ခံသမျှသောသူတည်းဟုသောကိုတော်ဤအမည်နာမကိုယုံကြည်သောသူတို့အားဘုရားသခင်ဤသားဖြစ်ရသောအခွင့်ကိုပေးတော်မူ၏ဟုကျွန်ုပ်တို့အားမိန့်တော်မူ၏ထို့နောက်ရှင်ယောဟန်ဩဝါဒစာပထမဆောင်အခန်းကြီး3အငယ်1တွင်တမန်တော်ရှင်ယောဟန်သည်ဘုရားသခင်ဤသားတော်ဟုခေါ်ဝေါ်ခြင်းအခွင့်ကိုငါတို့သည်ရမည်အကြောင်းဘုရားသခင်သည်ငါတို့ကိုအပေမျှလောက်ချစ်တော်မူသည်ကိုကြည့်ရှုဆင်ခြင်ကြလော့ဟုစိတ်လှုပ်ရှားစွာကြွေးကြော်ခဲ့ပါသည်တမန်တော်ရှင်ပေါလုသည်သူ၏ဂလာတိအသင်းတော်ထံသို့ပေးပို့သောလှပတိစာဆောင်တွင်ထိုသို့သင်တို့သည်သားဖြစ်သောကြောင့်အဘဟုခေါ်တတ်သောသားတော်၏ဝိညာဉ်တော်ကိုသင်တို့စိတ်နှလုံးထဲသို့ဖျားသခင်စေလွှတ်တော်မူ၏တို့ဖြစ်၍သင်တို့သည်နောက်တစ်ဖန်အစေအပါကြော်မဖြစ်သားပင်ဖြစ်ကြ၏သားဖြစ်လျင်ခရစ်တော်အားဖြင့်ဘုရားသခင်၏အမွေခံလည်းဖြစ်ကြ၏ဂလာတိအခန်းကြီး4အငယ်6မှ9ထို့ကြောင့်သခင်ယေရှုကကျွန်ုပ်တို့သည်ဖျားများဖြစ်ကြ၏ဟုမိန့်တော်မူသည့်အခါကိုတော်ကကျွန်ုပ်တို့၏ဖျားပဂတိသဘောတဘာဝနှင့်မွေးဖွားလာခြင်းအကြောင်းတမန်တရားကိုထုတ်ဖော်ပြသခဲ့ခြင်းဖြစ်သည်နှစ်ပေအခန်းကြီး1အငယ်4တွင်ထိုသို့သောအဖြစ်လဲအလွန်ကြီးမြတ်၍အဖိုးထိုက်သောဂတိများကိုငါတို့၌အပ်ပေးတော်မူပြီးအကြောင်းမူကားထိုဂတိတော်များကိုအမိပြု၍သင်တို့သည်လောကီတတ်မှတ်ခြင်းအညစ်အကြေးနှင့်ကင်းလွတ်သဖြင့်ဖျားပဂတိကိုဆက်ဆံရသောသူဖြစ်မည်အကြောင်းတည်းဟုကြွေးကြော်တော်မူ၏ဤအရာကယခုသင်သည်ဖျားမျိုးနွယ်ဤလုပ်ဖို့ဆောင်ဘက်သို့မဟုတ်ဖျားမျိုးနွယ်ကိုဝေငှသောသူဖြစ်သည်ဟုဆိုလိုခြင်းဖြစ်သည်သင်သည်ဖျားသခင်အသက်ကိုတည်ဆောင်သောသူသို့မဟုတ်တည်ယူပို့ပေးသည့်သူဖြစ်သည်အံဖွယ်မင်္ဂလာရှိသောဖြစ်ရတစ်ခုဖြစ်သည်သို့တော်ညာလည်းဤအရာကကျွန်ုပ်တို့သည်ဖျားသခင်ကိုတော်တိုင်နှင့်တန်းတူရည်တူညီမျှသည်ဟုမဆိုလိုပါကိုတော်ကသာကျွန်ုပ်တို့ကိုကိုတော်ဤဖျားပဂတိအဆင့်အတန်းတဲ့သို့ပို့ဆောင်ပေးထားခြင်းဖြစ်သည်သခင်ယေရှုသည်ကျွန်ုပ်တို့ဤဘဝအသက်တာများဤအရှင်သခင်ကျွန်ုပ်တို့ဤရှင်ဘုရင်ဖြစ်နေကကျွန်ုပ်တို့သည်ကိုတော်အားအစေခံနေကြပါသည်ကိုတော်ဤနာမတော်သည်ထာဝရဘုန်းကြီးပါစေသောထပ်၍လေ့လာရန်ကျမ်းပါရှင်ယောဟန်အခန်းကြီး1အငယ်7ယောမအခန်းကြီး8အငယ်16တစ်ယောအခန်းကြီး4အငယ်4ဆုတောင်းခြင်းကိုအတူတကွဝန်ခံကြပါစို့ချစ်တော်မူသောအဖခရစ်တော်၌ရှိသောကျွန်ုပ်၏ပဂတိဖြစ်ခြင်းနှင့်ဆိုင်သော
အလင်းဖွင့်ပြချက်များအတွက်ကိုရော့ကိုကျေးဇူးတင်ပါ၏ကျွန်ုပ်သည်ဖယားမျိုးနွယ်၏လုပ်ဖို့ဆောင်ဘက်ဖြစ်ပြီးအတားစီးရှုထောင့်ဖြစ်သောအောင်မြင်ခြင်းအုပ်ချုပ်စိုးစံခြင်းနှင့်အခွင့်အာဏာတကူတို့ထံမှကျွန်ုပ်လှုပ်ရှားဆောင်ရွက်ပါ၏အကြောင်းမှာကျွန်ုပ်သည်ဖယားသခင်ထံပါမှဖွားမြင်ပြီးကျွန်ုပ်အထဲ၌ရှိသောကိုရော့အသက်၏အကြောင်းကိုသိနာလေသဘောပေါက်သောကြောင့်ဖြစ်ပါသည်ကျွန်ုပ်သည်ဤသိနာလေခြင်းအပြည့်အဝအထဲ၌ရှောက်လန်းကျင်လည်ပြီးကိုရော့ဤအလိုတော်အတိုင်းအသက်ရှင်သည်ဖြစ်၍ကျွန်ုပ်ဤအရှင်ကျွန်ုပ်ဤသခင်ကျွန်ုပ်ဤဘုရင်အဖြစ်ကိုရော့ကိုအစေအမြဲအစေခံပါ၏သခင်ယေရှု၏မြတ်သောမဟာနာမ၌အာမင်တနှစ်တာကျမ်းစာဖတ်ခြင်းအစီအစဉ်ရှင်ယောဟန်အခန်းကြီး1အငယ်1မှ18ရာအခန်းကြီး15မှ19ကိုဖတ်ရှုဆင်ခြင်နှလုံးသွင်းကြပါစို့နှစ်တာကျမ်းစာဖတ်ခြင်းအစီအစဉ်ရှမာကုအခန်းကြီး9အငယ်14မှ23တောလရာကျမ်းအခန်းကြီး6ကိုဖတ်ရှုဆင်ခြင်နှလုံးသွင်းကြပါစို့